တန်တလိုင်းမြို့နယ်အမှတ်2ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒထမထန်းဤမိခွန်းစေခုကိုနှစ်ပိုင်းခွဲပြီးတော့မြင်မြင်ဖို့ဖြစ်ပါတယ်အခုနာခုကိုပထမပိုင်းနဲ့မြင်မြင်ဖို့ဖိတ်ခေါ်ပါတယ်လေးစားပတ်သောချင်းပြည်နယ်လွှတ်တော်ထားကြီးနဲ့တကွလွှတ်တော်ကိုယ်စားလှယ်များချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့တကွပြည်နယ်ဆင့်ဖွဲ့စည်းဝင်များဌာနဆိုင်ရာကြီးကြီးများအားလုံးကျမ်းမာချမ်းသာကြစေကြောင်းဆုတောင်းမေတ္တာပို့သပါတယ်ကျွန်တော်ကတော့ချင်းပြည်နယ်ထန်လာမြို့နယ်မေဆန္ဒနယ်အမှတ်2မှာလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဟုတ်ထံဖြစ်ပါတယ်ကျွန်တော်ရဲ့မိခွန်းကကန္တာလည်းကျွန်တော်ခွဲခြားတာရှိပါတယ်ခုနတို့တော်ထကြီးခွင့်ပြုသူတို့ကျွန်တော်လေးတိုင်းမိဖို့ဆန္ဒရှိပါတယ်အချင်းကိုတိတ်ရတော့ရဖြစ်တော်ကောင်းဒီကြမဲ့သူရဲ့အတွေ့လေးပဲအချင်းတက်တာဖို့အတွက်ကျွန်တော်ဒီလိုပဲခုနတို့ထကြီးခွင့်ချက်တိုင်းကျွန်တော်မြင်မြန်တော့မှဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြင်အားရဲ့ကန္တာဖြစ်ပါတယ်ဒီဥစ္စာတွေဟာကျွန်တော်တို့ထွတ်တော်တွေ့ကြုံရှင်းလင်းပွဲမှာကျွန်တော်တို့သွားတဲ့ချိန်မှာဒီတူတူထွေတင်ပြချက်တွေပဲဖြစ်ပါတယ်တင်ပြချက်ဖြစ်တဲ့အတွက်အကျိုးအကြောင်းတွေကိုကျွန်တော်တို့ပြောတော့မှာမဟုတ်ပါဘူးလွှတ်ချက်လူပဲတူတူတို့ကျွန်တော်ပြောမှာဖြစ်ပါတယ်ဘာကြောင့်ညာကြောင့်ဘလို့ရှင်းနေကြောင့်ဆိုတာတွေကျွန်တော်တင်ပြတော့မှာမဟုတ်ပါဘူးသူတို့တင်ပြချက်လွှတ်ချက်လေးပဲကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ဒါကြီးမိကွန်းနေနဲ့ဌာနမြို့နယ်ဒီစင်ကစွာ၌အခြေခံပညာလေတန်းကျောင်းတစ်ကျောင်းရှိပါတယ်အဲဒီစစ်တဲ့မူလတန်းကျောင်းခွဲတစ်ကျောင်းရှိပါတယ်ဒုက္ခခါမှာကျောင်းသားများတိုးပွားလာပြီဖြစ်ပါတယ်အထူးသဖြင့်အဲဒီမူလတန်းကျောင်းခွဲမှာကျောင်းသားတိုးပွားလာပြီဖြစ်ပါတယ်အဲ့တော့အဲဒီအတွက်အခြေခံပညာမူလတန်းအရှင်းကိုကျောင်းခွဲကိုအရှင်းမူလတန်းကျောင်းအရှင်းတို့အရှင်းတူပဲအစီအစဉ်ရှိမရှိနံပါတ်1နောက်ဒီငါမိခွန်းနေနဲ့ကျွန်တော်တို့ဌာနမြို့နယ်သင်ခစွာမှာအခြေခံပညာမူလတန်းကျောင်းမူလတန်းလွန်ကျောင်းရှိပါတယ်အဲ့ဒီကျေးရွာမှာအခုပြည်စင်ယူခါနီဖြစ်တဲ့ကျောင်းဆရာမကြီးတယောက်ပဲရှိပြီးမှကျန်ဆရာ4ဦးမရှိပါဘူးအဲ့တော့အဲ့ဒီသူတို့ခက်ခဲကြုံနေပါတယ်ဒါကြောင့်မလို့ဒီလစ်လက်တဲ့နေရာတွေမှာကျောင်းဆရာ4ဦးခန့်ထားပေးရန်အစီအစဉ်ရှိမရှိနောက်ကျွန်တော်တို့ဒီဆာလုံးမိခွန်းနေနဲ့တန်လာမြို့နယ်စင်တုံကျေးရွာမှာအခြေခံပညာလေတန်းကျောင်းဒါရှိသောရွာဖြစ်ပါတယ်။ရင်းကျောင်းအခြေခံပညာလေတန်းကျောင်းအုပ်နဲ့မူလတန်းပြဆရာ3ယောက်လိလက်နေပါတယ်။ကျောင်းလည်းမရှိဘူး။နောက်ပြီးတော့မူလတန်းပြဆရာ3ယောက်လိလက်နေပါတယ်။ဒါကြောင့်မို့ရင်းလိလက်တာထုံများခန္ဓာပြအစီအစဉ်ရှိမရှိမြင်မလို့ပါတယ်။နောက်ပြီးတော့စာလင်းမှာနရင်မြို့ဇာကွတင်နဲ့နှစ်တစ်ခုစလုံးပေါင်းပြီးမှသူတို့တင်ပြတာတော့နရင်အခြေခံပညာထေတန်းကျောင်းမှာအထေတန်းပြတယောက်ပဲရှိပါတယ်။နောက်သူတို့အဆိုရယာယီထေတန်းပြလို့ပြောတယ်။ကျွန်တော်တို့နားမလည်ပါခင်ဗျ။ယာယီလို့ပဲပြောပါတယ်။အဲ့တော့ယာယီထေတန်းပြတူအဲ့2ဦးပဲရှိပါတယ်တဲ့။အခုအချိန်မှာကျွန်တော်ကျောင်းသားတွေက250 300နီးရှိပြီတဲ့ဒါကြောင့်မလို့ဒါကိုကျွန်တော်တို့ကျွန်တော်တို့ဟောပေါ့ဒီပြည်ရဌာနအနေနဲ့ဒီကိစ္စတွေဒါလက်လက်တဲ့ဓာတ်တွေအတွက်ကန်တာပြရအစီအစဉ်ရှိမရှိညီမြန်ဒါဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီနရင်ပါပဲလေကျွန်တော်တို့နိုင်ခါရောက်ကနေတင်ပြတာတခုရှိပါတယ်အဲ့ဒါတော့ဗာလဲဆိုတော့တိုင်းစာပေတင်ကြားရတဲ့ဘွဲ့ရအကြောင်းသူတို့ကနှစ်နှစ်ထိလောပြပါတယ်တဲ့ဒါမလို့ခတ်တဲ့ခါကျတော့သူ့ကိုမခတ်မနဲ့တခြားတယောက်ကိုခတ်တာတွေ့ရပါတယ်ဒါကြောင့်မလို့ဒီကိစ္စဘလို့ဖြစ်ပါတယ်ဒါကြောင့်မလို့ကိုလောပြတဲ့လူဘွဲ့ရလေးဖြစ်သူ့ကိုမခတ်မနဲ့တခြားလူခတ်နေတယ်လို့ဆိုတာသူတို့သိချင်ပါတယ်ဖြစ်နိုင်ရင်လောပြတဲ့လူကလည်းကိုလည်းပဲဒီနည်းနဲ့အခုကျွန်တော်တို့ကြားတာရဲမှာမူလတန်းကျောင်းမှာအဲ့ဒီဆရာမတယောက်ကသူတခြားအဲ့ဌာနကိုပဲသူပြောင်းသွားတဲ့အတွက်သူ့နေရာကိုခံထားပြပုစုပြီးတော့ဒီကာယကံစင်တွေတင်ပြတာရှိပါတယ်ဒီကိစ္စအတွက်ဒီကျွန်တော်တို့ဘယ်လိုစီစဉ်ရှိတယ်လဲဆိုတော့ကျွန်တော်
မြင်မြန်တာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဇာကွဲမှာတော့ကျွန်တော်တို့ဒီကျမ်းမာရေးကန္တာဖြစ်ပါတယ်ဌာနမြို့နယ်တည်စင်ကကျေးရွာမှာတာဖွက်ဆာမရဲ့ကျမ်းမာကြီးချက်တင်ခုထိလက်လက်နေပါတယ်သူတို့ပြောင်းပြီးမှအခုထိကျွန်တော်တို့အစာထိုးတာမရှိသေးပါဘူးဒါကြောင့်မလို့ဒီအတွက်အစာထိုးတာရှိမရှိဒီအားလုံးကိုတပုတ်တစုတပေါင်းတည်းကျွန်တော်ဥထားကြီးမှတစ်ဆင့်ရင်းမြတင်ပြအပ်ပါတယ်ကျေးဇူးတင်ပါတယ်ဦးဇေရောကြီးမင်းမင်းချက်ကိုတက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့ရှိဝင်ကဖိကြားပေးဖို့ဖိတ်ခေါ်ပါတယ်ဒီစားတဲ့ချင်းပြည်နယ်လွတ်တော်ကချင်းတဲ့ကွာလွတ်တော်ကိုစလည်းများတယောက်သူအားလုံးမင်္ဂလာပါကျွန်တော်အနေနဲ့ထန်လာမေမြို့နယ်မဲဆန္ဒနမနဲ့ဒုထမထန်ခြေပွန်ပြမီခွန်များကိုတပုံးထဲဆက်ပြီးတော့ဖိကြားတော့မှာဖြစ်ပါတယ်ဒီထန်လာမြို့နယ်တိစင်ကကြီးရွာအခြေခံပညာလက်တန်းကျောင်းတကြောင်နဲ့မူခွဲတကြောင်ရှိပြီးတော့ယခုအခါကျောင်းသားမြတ်သူပေါ်လာပြီးဖြစ်တော့ကြောင့်ရင်းမူခွဲအားအခြေခံပညာကျောင်းပညာမူလတန်းကျောင်းအစဉ်တူမြင့်ပြီးရန်အစီအစဉ်ရှိမရှိဒီခုနဲ့ဆက်လျက်ပြီးတော့အမခခွဲမှာအမကအစဉ်တူမြင့်နိုင်ရတဲ့မူရတောင်တန်းမြစ်ချောင်းပေါ်များဒီတာဖြစ်ပါကအနည်းဆုံးပေမကျောင်းနဲ့နမိုင်အထက်ကွာဝေးရမှာဖြစ်ပါတယ်မူအစဉ်ကျောင်းသား55ဦးအထက်ရှိရမှာဖြစ်ပါတယ်ထန်လာမြို့နယ်တိစင်ကကြီးဝါမူခွဲတကြောင်အားအခြေခံပညာမူလတန်းအချောင်းအစဉ်တို့အစဉ်တူမြင့်နိုင်ရတဲ့ပထမအဆိုအားတက်ဆိုင်ရာကျောင်းကော်မတီမှလိုအပ်ချက်များဖော်ပြပြီးတော့ထောက်ခံချက်များနဲ့အစဉ်စစ်စစ်ပြီးပြည်စုံတော်မူတွေများကိုမြို့နယ်ပြည်မှုထန်တင်ပြရမှာဖြစ်ပြီးမြို့နယ်မို့ပြည်မှုဝတ်တဆင်ပြည်နယ်မတင်ပြပြီးတော့ပြည်နယ်ကနေပြီးတော့အမှုတွေများကိုအခြေခံပညာရုံးချုပ်တို့အထိဆက်လက်တင်ပြချင်းပြည်နယ်ဆိုရဖွဲ့ရဲ့ကြီးချမ်းမှုနဲ့တူပါဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီစင်ခကျောင်းအခြေခံပညာမူလတန်းကျောင်းတွင်ပင်စင်ယိုခာနီကျောင်းဆရာမကြီးတဦးတာရှိပြီးတော့ဒီလက်လက်ရှိတဲ့ဆရာလေးဝါခန့်ထားပြီးနိုင်အစီအစဉ်မရှိတဲ့မိခွနဲ့ဆက်လျံပြီးတော့2020-21ပညာသင်မှုတဲ့နှစ်မူလတန်းပြဆရာများအပြောင်းအရွှေ့ဆောင်ရွက်ရာတွင်မူလွန်ဒီစင်ခကြီးဝါတို့လျှောက်ထားသူမရှိတဲ့အတွက်လက်တလုံးမှာပြည်စည်းခန့်ထားနိုင်ခြင်းမရှိသည်ပါနောက်တစ်ခုကတော့ထန်တလန်မြို့နယ်စင်တုံးကြီးရွာအခြေခံပညာအလေတန်းကျောင်းတွင်လိလက်လက်ရှိတဲ့အခြေခံပညာအလေတန်းကျောင်းအုပ်နဲ့မူလတန်းပြဆရာ3ယောက်ခန့်ထားနိုင်ရန်စီစဉ်ရှိမရှိနဲ့ဒီခွနဲ့ဆက်လျံပြီးတော့ထန်တလန်မြို့နယ်အလာကစင်တုံးဒီ2020-21ပြည်တင်တဲ့အလာကခွေမှာအလာကစင်တုံးဒုမြင့်ဖွင့်လှစ်ခွင့်ရတော့ကျောင်းဖြစ်ပြီးတော့လိလက်လက်ရှိတဲ့အလေတန်းကျောင်းအားပညာရေးဝန်ကြီးဌာနဂျာထုံဖွဲ့နဲ့အခြေခံပညာဦးစီးဌာနတို့မှစစ်စစ်ရွေးချယ်ခန့်ထားခြင်းဖြစ်ပါတယ်လိလက်လက်ရှိတော့မူလတန်းပြည့်စက်3နေရာနဲ့ဆက်လက်ပြီးတော့2020-21ပြည်တင်တဲ့အတွင်းမူလတန်းပြများအပြောင်းအရွှေ့ဆောင်ရွက်ရာတွင်အလကစင်တူတို့စန္ဒပြုလျှောက်ထားခြင်းမရှိတဲ့အတွက်လက်တလုံးမှာပြည်စည်းခန့်ထားနိုင်ခြင်းမရှိသည့်ကြောင်းပြချလိုပါတယ်နောက်တစ်ခုကတော့နရိန်အခြေခံပြည်နယ်ထက်တန်းကျောင်းများတွင်အထက်တန်းပြမြဲတအုပ်နဲ့ယာယီတအုပ်ပေါင်း2ဦးသာရှိပြီးကျောင်းသူကျောင်းသားများအခက်အခဲများစွာကြုံတွေ့နေရတော့ကြောင့်ရင်းကျောင်းတွင်လက်လက်ရှိတဲ့9နေရာခန့်ထားပြီးရန်အစီအစဉ်ရှိမရှိဒီခုနဲ့ဆက်လက်ပြီးတော့အထက်ကနရိန်ဟာအထက်တန်းပြခွဲဝေ12နေရာအတွက်နေရာတွင်2ဦးခန့်ထားပြီးဖြစ်ကြောင်းအလေတန်းပြခွဲဝေ9နေရာတွင်9ဦးခန့်ထားပြီးဖြစ်ကြောင်းမူလတန်းပြခွဲဝေ9နေရာတွင်9ဦးခန့်ထားပြီးဖြစ်ကြောင်းစီဒီလက်ရှိတဲ့ထပ်တန်းပြ10ဦးနဲ့ဆက်လျံပြီးတော့2020-21ပြန်တင်နေတဲ့အတွက်အထက်တန်းပြများအပြောင်းအရွှေ့နဲ့ယာထုသူဆောင်ရွက်ခြင်းတွင်အထက်ကနရိန်တို့စန္ဒပြုလျှောက်ထားသူများမရှိပါသဖြင့်လက်တလောလိလက်တော်နေရာတွင်အထက်တန်းပြများကိုဖြည့်ဆည်းခန့်ထားနိုင်ခြင်းမရှိသေးပါနောက်တစ်ခုကတော့တရင်သားလူမျိုးများရဲ့ဝန်ကြီးဌာနပြည်နယ်တိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှုဦးစီးဌာနအနေဖြင့်တိုင်းရင်းစာပေနဲ့တိုင်းရင်းစာပေတင်ကြားရေးနဲ့စာဆရာမများရှောက်တော်ခေါ်ယူရှင်တွင်သက်ဆိုင်ရာစာပေနဲ့ယဉ်ကျေးမှုကော်မတီများမှပထမဒုတိယတတိယဦးစာပေဖြင့်လက်လက်ဦးရင်များကို
ကိုကြီးလိုက်စစ်စစ်ရွေးချယ်ခဲ့ပြီး၎င်းတို့မှပြန်လည်တင်ပြလာတော့ရှောက်တော်များကိုအချက်လက်ပြီးဆိုမှုရှိမရှိစစ်စစ်ပြီးတင်းသားစာပြီးတဲ့ယဉ်ကျေးမှုဦးစီးဌာနယုံချုပ်တို့ပြန်လည်တင်ပြခဲ့ပါတယ်ထန်လာမြို့နယ်စာပြီးတဲ့ယဉ်ကျေးမှုကော်မတီနရီမြို့အတွင်းရှိအခြေခံပညာကျောင်းများတွင်တင်းဘာသာပြဆရာမရှောက်တော်တင်ပြလာရတွင်အထက်ကနရီအတွက်စစ်စစ်ရွေးချယ်မှုခဲ့သူလေးဦးမူလွန်နရီအတွက်မူလွန်နရီအတွက်တစ်တူအတုံးအမကနရီခါအတွက်တုံးကိုစုစုပေါင်း10ဦးရှိပြီးဘွဲ့ရသူတူတာစစ်စစ်ရွေးချယ်တင်ပြမှုစီးရင်တွေပါရှိပါတယ်၎င်းဘွဲ့ရတူမှလည်းခံထားခဲ့ပြီးဖြစ်ပါတယ်အမကနရီခါအကြောင်းအတွက်စစ်စစ်ရွေးချယ်မှုထားမှုစီးရင်အတွက်ပါဝင်ဘွဲ့ရပါဝင်ချင်းမရှိကြောင်းသိရှိရပါတယ်တို့ဖြစ်ပါ၍ရှောက်တော်တင်ပြမှုတွင်ပါဝင်ချင်းရှိမရှိတော့ခံထားမှုစီရင်တွင်ပါဝင်ချင်းမရှိကြောင်းဒီနေ့တိုင်းသားစာပေနဲ့ယဉ်ကျေးမှုဦးစီးဌာနနေဖြင့်စစ်စစ်ရွေးချယ်မှုများကိုဆောင်ရွက်ပြီးပညာရေးဝန်ကြီးဌာနတို့တင်ပြပြီးခံထားရေးကိစ္စများကိုပညာရေးဝန်ကြီးဌာနမှတာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်းနဲ့တိုင်းသားစာဘာသာပြ teaching assistance နဲ့ language teacher LT များခံထားရေးအတွက်ရှောက်တော်တရားဝင်များရှောက်တော်များကိုပြန်လည်ခေါ်ယူတဲ့အခါလိုအပ်ချက်အရာရှောက်နိုင်ကြောင်းလည်းဖြေချလိုပါတယ်။ဒါကိုလည်းဟုတ်တယ်နော်။အဲဒါကြောင့်ကျွန်တော်တို့ခြုံပြောမယ်ဆိုရင်ကျွန်တော်တို့ဒီပညာရေးဌာနရဲ့အပြောင်းရွှေ့ဆရာလိုအပ်ချက်တွေကတော့ကျွန်တော်တို့မူဝါဒအရတာတူတုတ်နဲ့ကျွန်တော်ဖြေတာဖြစ်ပါတယ်။တကယ်မိပြန်မှာတော့အရှိကြီးဖြစ်ပါတယ်။ကျွန်တော်တို့ချင်းပြည်နယ်ဒီအစိုးရတာဝန်ယူတဲ့ဒီအစိုးရတာဝန်ယူတဲ့၄နှစ်တာ၄နှစ်ခွဲအနှစ်တာတွင်မှာပေါ့နော်ကျွန်တော်ကျောင်းအဆင့်တူတာကြီးလုပ်ပါတယ်ကျောင်းပေါင်းနောက်ဆုံးရဆိုရင်ကျောင်းပေါင်း1516ကျောင်းရှိပါတယ်ချင်းပြည်နယ်ဒီကျောင်းဒီအတွက်လိုအပ်တဲ့ဆရာမကျွန်တော်တို့ကျောင်းအဆင့်တူတာကအဆင့်တူတာပဲရှိပါတယ်တကယ်လိုအပ်ချက်ဖြစ်စီမှုဆိုတာကျောင်းဆရာမလိုအပ်ချက်ဖြစ်စီမှုကတော့သူရဲ့ခွဲဝေပုံစံနဲ့ရဆိုရင်တော်တော်ကိုလိုအပ်ရရှိပါတယ်မူလတန်းပြည့်ဆို9000ကျော်လိုအပ်တယ်အလေတန်းပြ8800ကျော်အထက်တန်းပြ1000ကျော်လောက်လိုအပ်လျက်ရှိပါတယ်အဲဒါကြောင့်ဒီဟာဒီဖြည့်ဆည်းနိုင်ဖို့ရန်ကျွန်တော်တို့human resource အရန်တို့တလို့ကျွန်တော်တို့ပြည်ထောင်စုရဲ့နဲ့ပူးပေါင်းဆောင်ရွက်မှုကလည်းအဓိကဖြစ်တဲ့အတွက်ကြောင့်ဒီဆရာများဖြည့်ဆည်းနိုင်ရေးကကျွန်တော်တို့ဆက်လက်ပြီးတော့ပြည်ထောင်စုဝန်ကြီးနဲ့ဝန်ကြီးဌာနနဲ့နှိမ့်နိုင်ပြီးတော့ဆက်လက်ဆောင်ရွက်ဖို့ဖြစ်ကြောင်းကျွန်တော်အနေနဲ့ထပ်လောင်းဖြေကြားလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဝန်ကြီးပြရတာကျွန်တော်တို့ကျင်းတော့ပါတယ်ဒါမှမဟုတ်တခုမေးခွန်းကျွန်တော်မေးကျင်တာတော့ကျောင်းမှာဆရာတွေလက်တဲ့နေရာမှာစန္ဒပြုရှုပ်ထားသူမရှိပါသဖြင့်ဆိုတော့ဘောဟာရလေးပါလာတော့အဲဒီပြောင်းရွှေ့တဲ့လို့တဲ့နေရာမှာရှုပ်ထားမှသာပြောင်းရမလားဒီပြည်နယ်ကနေရောကျွန်တော်တို့ဒီစီမံခန့်ခွဲမှုအနေနဲ့ဘယ်သူအဖြစ်ဆိုတဲ့အပြောင်းရွှေ့ကိုလို့မရဘူးလားဒါလေးကိုတော့ကျွန်တော်မြင်ချင်ပါတယ်ခင်ဗျာအဲ့ဒါလေးကျွန်တော်ကဖြေလျှော့ပြီးတော့ဖြေရပြပါမယ်အခုပညာရေးမူပေါ်တဲ့စီရကုဒီတာမှာရှုပ်ထားတဲ့လူရှိမှပြောင်းလို့ရတယ်အဲ့ဒါကြောင့်ကျွန်တော်တောရော်တိုင်းရောက်တဲ့ခါမှာကိုရော်မှာရှိတဲ့စာမမြတ်တွေကိုချစ်ကြပါလိုအပ်တဲ့ဥစ္စာထင်းလေးခွေပေးပါဟင်းတီဟင်းရွက်လေးတာဝန်ယူပေးပါအဲ့ဒါမှသာစာမတွေကလာဆုံးပြမယ်ဥပမာကျွန်တော်တို့မနှစ်ကဖန်တန်အလာကဖွင့်ပေးသွားတယ်ပြီးမှကစာမတွေခုနှစ်ဦးရှိတယ်မာစတာဘွဲရလူ3ဦးရှိတယ်ဘာကြောင့်ဒီဖန်တန်ရွာအဝေးကြီးကိုခင်ဗျားတို့ဒီမှာလာရှုနေတာလဲမြည်ကြည့်တော့အရင်နေခဲ့တဲ့လူကဖန်တန်ရွာမှာတော့ထင်းရောအကုန်လုံးစီစဉ်ပေးတယ်အဲ့ဒါကအဲ့ဒီရွာကိုဆုတ်ကြပါဆိုပြီးတော့လိုက်ငွေချက်ပြလို့ဒီရွာကိုဆုတ်တာပါလို့သူတို့ပြောခဲ့တာရှိတယ်အဲ့ဒီအတွက်ကြောင့်အဓိကကြီးလက်တော့ရွာမှာနော်အဝေးကလာတဲ့စာမလေးဒီကိုတော့ဘာဖြစ်သူတို့အနေချင်းအောင်နော်ဆွေးဆောင်မှုရှိအောင်အားလုံးမှာသက်ဆိုင်ရာကြည်ရသူကြီးတန်းအုပ်ချုပ်ကြီးများပေါ်မှာအထူးပဲတာဝန်ရှိတယ်အခုကမလျှော့ရင်တော့တိုက်ရိုက်နေအရင်လိုပြောင်းလို့မရဘူးဆိုတာတော့သူ့ပညာရေးမူရ policy ရှိနေတယ်အဲ့ဒီတို့ကြောင့်ကုရွာမှာနေတဲ့စာမများနေကိုလူလေသိမှုမရှိအောင်နော်မိဘပြည်သူများအနေနဲ့နော်သူတို့နေချင်အောင်တော့လှုပ်ရှားလေးတွေလှုပ်ပြီးဖို့ကတော့တာဝန်ရှိတယ်ဆိုတော့ကိုလေကျွန်တော်အနေနဲ့ထပ်လောင်းပြီးတော့ဖြစ်ဆက်လုပ်ပါတယ်ဝင်ကြီးအနေနဲ့ပြည်ကျွန်တော်တို့အခြေခံပညာအနေနဲ့
အခြေခံပညာကန္တာရာထူးတူမြန်ခန္ဓာရေးမူရာထူးတူပြန်ခန္ဓာရေးမူရာထူးဝင်ပေါက်ခန္ဓာရေးမူဆိုတဲ့စာအုပ်တွေထွက်ပါတယ်အဲဒါကြောင့်ဒီမူအရကျွန်တော်တို့အခြေခံပညာဆရာဆရာမများကြီးသူတို့ပြောင်းရွှေ့နိုင်တဲ့ခုနကျွန်တော်ပထမဖြေတုန်းကပါသွားတဲ့တလူသူရဲ့ဒီရှားပါဒီတာဝိလိုင်ကောင်တီဒီတာရောက်တဲ့အခါမှာသူတို့တတ်မှတ်တဲ့အလုပ်တဲ့နှစ်ပြည့်သူဖြစ်ရမယ်ဆိုတဲ့တတ်မှတ်ချက်လေးတွေရှိပါတယ်ဆိုတော့အဲ့ဒါပြီးတာနဲ့သူရှောက်ခွင့်ရှိပါတယ်ရှောက်ပြီးတော့သူရှောက်မဲ့အကြောင်းမှာတဘောကဒီအထကထတိဟာခါကနေပြီးတော့ကျွန်တော်ပလေဝထတိရှောက်တယ်ဆိုရင်ပလေဝထတိမှာသူဝင်ပေါက်ရှိမှသူပြောင်းလို့ရပါတယ်ရှောက်ခွင့်တော့ရှိတယ်ဝင်လို့မရဘူးပြီးတော့တခါဒီခုနထွက်သွားတယ်ကျွန်တော်တို့သူ့ရဲ့ criteria ရရှောက်တဲ့အခါမှာကျွန်တော်ထွက်ခိုင်းလိုက်တော့ပြောင်းခိုင်းလိုက်တယ်အဲ့နေရာမှာအစားထိုးလာရှောက်တာမရှိရင်လည်းပဲဒီဟာကကွက်လက်ကျင်ခဲ့တာရှိပါတယ်အဲ့ဒါကြောင့်ဒီနှစ်သုံးနှစ်အတွင်းမှာအကြောင်းအပြောင်းရွှေ့အတူဒီအပြောင်းဒီပြီးတော့အကြောင်းအဆင့်တူဒီကြောင့်ကျွန်တော်တို့ဒီဆရာဆရာမလိုအပ်ချက်အရန်ပေါ်လာတာဖြစ်ပါတယ်ဒါလည်းနောက်ဆုံးပြည်ထောင်စုပြည်ဝင်ကြီးနဲ့ဆွေးနွေးချက်အရတော့ကျွန်တော်တို့နောက်ပိုင်းမှာနီလန်ဘယ်လိုရှာမလဲတဘောဆရာဒီမြို့နယ်မှာဆရာလိုအပ်ချက်ကလိုအပ်တာကရှိတာက၄ယောက်ရှိတယ်2ယောက်ပြောင်းမယ်အားလုံးပြောင်းနေဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲဒါလေးတွေကျွန်တော်တို့ဆက်လက်ဆောင်ရွက်ဖို့ရှိပါတယ်အဲဒါကြောင့်ဒါတော့ကျွန်တော်တို့ဒီလက်ရှိပြဿနာဖြေရှင်းဖို့ဖြစ်ပါတယ်ပြီးတော့ဆက်ဖြေချချင်တာကတော့ပညာရေးကျောင်းတွေမှာကျွန်တော်တို့တည်ရပေါ့တည်ရခန့်ထားခြင်းနဲ့ဆိုရင်လိုအပ်ချက်အရာကျွန်တော်တို့ရှောက်လို့ရပါတယ်ပြီးတော့contract အနေနဲ့ဘွေရပြီးဒါမှမဟုတ်အငင်းစားဆရာဆရာမတွေကျွန်တော်တို့9ရန်လောက်ရပါတယ်ဒါလေးတွေလည်းအရေးပေါ်ဖြည့်ရှင်းဖို့ပေါ့နော်ကျွန်တော်အနေနဲ့ဖော်ပြလိုပါတယ်သူကျောင်းအတွက်လိုအပ်တဲ့ဘာသာပြကျွင်းကျင်ပုဂ္ဂိုလ်များကိုကျွန်တော်တို့တည်ရအနေနဲ့ခန့်ထားခြင်းနဲ့ဆိုရင်လည်းဒီဟာပြဿနာကိုအရေးပေါ်ဖြည့်ရှင်းနိုင်အောင်ကျွန်တော်ပြည်ထောင်စုနဲ့ညှိနှိုင်းတော့မှာဖြစ်ပါတယ်ကျန်တဲ့အပိုင်းကတော့သူ့ရဲ့မူဝါဒဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်ဒီအားနည်းချက်လေးတွေရှိတယ်လို့အမှန်ကကျွန်တော်တို့ပြည်နယ်ရဲ့ပြည်သူများရဲ့စန္ဒကျွန်တော်ကျောင်းအဆင့်တူကိုအရန်လိုချင်ကြတဲ့အခါကျတော့ဒီကျောင်းအဆင့်တူအပေါ်မှာကျွန်တော်တို့နောက်ပိုင်းမှာလည်းအလိုက်ထိုက်ထိမ့်သိမ့်ပြီးတော့ကျောင်းအဆင့်တူမြင့်ချင်းကိုဆောင်ရွက်ဖို့လည်းလိုတယ်ပြီးတော့မြို့နယ်ခရိုင်ပြည်နယ်ပြည်မှုများအနေနဲ့လည်းပဲဆက်လက်ပြီးတော့ဒီဟာကွက်ကိုအပေါက်မကျဲသွားအောင်ထိန်းဖို့ကလည်းကျွန်တော်တို့ဆက်လက်ပြီးတော့စီစဉ်ဖို့ကျွန်တော်အနေနဲ့ဖြေချလိုပါတယ်ကျေးဇူးတင်ပါတယ်တော်တော်မျိုးနဲ့အမှန်နှစ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမူထာမီခွန်းကျန်မီခွန်းငါခုရမင်ကျွေးမှာဒါရင်ကောက်အထီကိုဆက်လက်မြင်းမြန်းရန်ဖိတ်ခေါ်ပါတယ်ညကနေကျွန်တော်စာမေးပါမယ်ကျွန်တော်ဒါလေးပဲလွှတ်တော်တွေ့ဆုံစီးလင်းပွဲကျွန်တော်ခီးစင်မှာပြည်သူတို့တင်ပြတဲ့ဥစ္စာတွေပဲဖြစ်ပါတယ်ဒါကြောင့်လည်းသူတို့တင်ပြချက်တိုင်းပဲကျွန်တော်တို့တင်ပြသွားမှာဖြစ်ပါတယ်ဒီအကြောင်းရင်းတွေကျွန်တော်မပြောတော့ပါဘူးဗျာတဏ္ဍမြို့နယ်မှာလေတက်စီပြည်ရွာမှာကုန်းမင်းလေယာကနေလေဧက900ခန့်ပြထုတ်ခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လေသွားကြည့်ပါတယ်တော်တော်လေးကောင်းပါတယ်ဝင်လက်သားပါတယ်အဲ့ဒီမှာဒါမလို့တစ်ခုရှိတာရေကကောင်းကောင်းမရတဲ့အတွက်ရေလေက90အတွက်2မိုင်ခန့်ဝေးတဲ့ဘုံပြီးချောင်းကနေရေတွေမြောက်ဖို့ထုတ်ပေးရန်အစဉ်ရှိမရှိကျွန်တော်တို့ဒါတွေ့တော့ထားကြည့်မှတစ်ကျွန်တော်မြင်မြန်လိုပါတယ်နောက်တတွင်ချင်းနော်အဲ့မှာကျွန်တော်တို့ဗာတွေ့မလဲဆိုတော့ကျွန်တော်မေးရင်တော့ဒါလာမြို့နယ်လာရောကကြေးစွာတောင်သူလေးဦးတွေလေက80ကိုထွင်းစိတ်ပြောနိုင်ရန်လွတ်တော့ချုပ်လင်းမှာပိုင်အလုံး40ဟာကူငီပေးရန်ရှိမရှိမေးပြန်လိုပါတယ်အဲ့ဒါသူတို့လေကအဲ့လိုဒီမီပြိုတဲ့အတွက်ဒီအဲ့ဒီ line ကိုကျွန်တော်တို့ဒီမြောင်းလို့မလွယ်တဲ့အတွက် pipe နဲ့တော့လုံးမဆိုရင်စင်ပြေမယ်တော့ကဘာလေးဖြစ်တဲ့အတွက်ဆိုပြီးတော့သူတို့တင်ပြတာရှိပါတယ်အဲ့တော့ဒါအလုံး40ကိုကြီးပတ်ပေါ်နိုင်ရစင်မရှိမင်းမြန်လိုရတယ်နောက်ကျောင်းတော့ကျေးရွာမှာတောင်သူ20နှုတ်တော့ကလေက80ကျော်ထွင်းစိတ်ပြောရပါတယ်
အဲ့ဒီဥစ္စာလေးပဲကျွန်တော်တို့ကျွေးနွားတိရစ္ဆာန်တွေအဲ့ဒီမှာဟိုပါပေါ့ဟိုကျင်းစားတဲ့နေရာလည်းဖြစ်ပါတယ်အဲ့တော့မြောင်းသူတို့တွေ့တော့သကုထုထားတဲ့ခဏနဲ့သူတို့ဘာလုပ်တဲ့ဥစ္စာပြိုပါတယ်တခါလမ်းပျက်စီးပါတယ်ဒါကြောင့်မလို့ pipe လုံးလေးနဲ့တွေ့ပေးနိုင်ပြီဆိုရင်အဲ့ဒီဥစ္စာမီဖူးရင်းနဲ့ pipe လုံးလေးဆိုဘယ်တော့မှပြတ်တော့မှာမဟုတ်တဲ့အတွက်ဒီလေက90ကျော်ကောင်းကောင်းလေးစိတ်ပြောနိုင်ရအတွက်ဒီပဲလူများထုတ်ပန်းပေးရစီစဉ်ရှိမရှိကျွန်တော်မြင်မြန်လိုပါတယ်နောက်ပြီးတော့ဒီစင်ကကြည့်သွားလဲသူတို့တင်ပြပါတယ်လေက90ခန့်ဒါရေတွေ့မြောင်းမကောင်းတဲ့တွေ့ကျွန်တော်တို့ဒီကောင်းမှုဆိုထွင်းရနေရှိပါဘူးအဲ့ဒီနေရာအရင်တော့ကျွန်တော်တို့2မိုင်ခန့်ကိုအရင်တော့ဒီရှင်မောဌာနကနေပံ့ပိုးပေးတာဖြစ်ပါတယ်3မိုင်ခန့်အခု2မိုင်ခန့်ကြံပါတယ်အဲ့ဒီဥစ္စာကိုလည်းပဲပံ့ပိုးပေးနိုင်ပါရန်အစီအစဉ်ရှိမရှိတော်ထားကြီးမှတခြင်းကျွန်တော်မြင်မြန်လိုပါတယ်နောက်နှစ်ရင်မြို့အမှတ်1မှာအဲ့ဒီအမှတ်1နေမိပတ်ဝန်းကျင်မှာစိတ်တိဖို့ဖို့နေရာတွေအများရှိတယ်အဲ့ဒီတဲမှာဧက100ခန့်ရှိပါတယ်အဲ့ဒီဥစ္စာကိုကျွန်တော်တို့ကုထုဝဋ္ဌနဲ့လုပ်ဖို့ဆိုတာလည်းတော်တော်ခက်တယ်လူတွေကလည်းတတ်နိုင်ဆုံးသူလုပ်ပြီးသားတွေရှိပါတယ်ဒါမှမဟုတ်ပူပြီးကောင်းလာအောင်ဒီလေကတိတူဖို့ပေးရရှိမရှိဘူးလေကျွန်တော်တို့တော်တော်ထားကြရတယ်တစ်ဆက်ကျွန်တော်မြင်မြန်တင်ပြအပ်ပါတယ်ကျေးဇူးတင်ပါတယ် ကိုယ်လေတော်ကြီးမြင်းချက်အဖို့ညမှဒါရင်ကိုအထီကိုတစ္ဆန်ရအဖွဲ့အစည်းဝင်ကဖိကြပေးဖို့ဖိတ်ခေါ်ပါတယ် လေးစားပါတော့တော်တော်ဥက္ကဋ္ဌနဲ့တော်တော်ကိုယ်စားလှယ်များခင်ဗျာဒီထန်တာမြို့နယ်မေဆန္ဒနဲ့မှတ်နဲ့ကိုယ်စားလှယ်ဒေါက်တာမူထောင်ရဲ့ဒီခုမြောက်ကိုကျွန်တော်ဟိုစုပေါင်းပြီးတော့ဖြေကြတော့မှာဖြစ်ပါတယ်ခင်ဗျာပထမအနေနဲ့မိခွန်းညကိုကျွန်တော်ဖြေကြပါမယ်တို့ကိုယ်စားလှယ်မမေးမြန်းတဲ့ခန္ဓာမြို့နယ်လေတက်စီပီရွာမှာကုမင်းလေယာဧက90အတွက်နမိုင်ခန့်ဝေးတော့ဘုံပြီးချောင်းမှာရေသွေးမြောင်းဖော်ထုတ်ပေးရအစီအစဉ်ရှိမရှိလဲမိခွန်းနဲ့ဆက်လင်းပြီးတော့2021ဘာနာယီနှစ်ပြည်နယ်ရန်ပုံငွေတွင်ထည့်သွင်းတန်း90ကျပ်တန်း90ထည့်သွင်းရထားပြီးဖြစ်ပါသဖြင့်ခွင့်ပြုငွေရရှိပါကဆောင်ရွက်ပေးသွားမယ်ဖြစ်ကြောင်းဖြေကြားအပ်ပါတယ်နောက်မေခွန်းတတလင်းကျိတ်ကိုဖြေကြားပါမယ်ဒီထန်တာမြို့နယ်တောင်ရွာကကြေးရွာတောင်သူလေးဦးမှာလောချောင်းတွင်လေက80ကိုထွန်ရဆက်ပြုနိုင်ရန်လိုအပ်တော့6လက်မှအလုံး40အားကိုနေပေးရန်ကိစ္စနဲ့ပတ်သက်ပြီးတော့2020-21ဘာနာယီနှစ်ချင်းပြည်နယ်အရအတုံးခမန်းချီစေးမှာပြည်နယ်လွှတ်တော်၏အတည်ပြုချက်ဖြင့်ပြည်ထောင်စုဘာနာယီကော်မရှင်တို့ပေးပူပြီးဖြစ်တဲ့အတွက်ယခုမြင်မြန်သောလုပ်ငန်းအတွက်ကုန်ကြမိရန်ပုံငွေ7.45တန်းအား2020-21ဘာနာယီနှစ်အာရီတုမဟုတ်ဂျီရာရစ်တွင်တောင်းခံပြီးတော့ခွင့်ပြုချက်ရန်ပုံငွေရရှိပါကဆောင်ရွက်ပေးတော်မူဖြစ်ကြောင်းနဲ့အာရီတုမဟုတ်ဂျီရာရစ်ရန်ပုံငွေမရရှိပါက2021ဘာနာယီနှစ်တွင်မှာရန်ပုံငွေတောင်းခံပြီးဆောင်ရွက်ပေးတော်မူဖြစ်ကြောင်းဖြေကြားအပ်ပါတယ်နောက်တစ်ဆက်တည်းမိကွန်းထောက်ဝန်ပဲကိုကျွန်တော်ဖြ
ဖြေကြပါမယ်ထန်တံမြို့နယ်ကြောင်ဖျားကြီးရွာနေတောင်တူ20ဦး22ဦးဒီခွာကွေးနယ်ရှိလေက80ဧကထုံရစိုက်ပျိုးနိုင်ရန်ရေသွေးမြောင်းပြီး6900ပိုက်လုံးများထောက်ပံ့ပေးဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့2020-21ဘဏ္ဍာရေးနှစ်ဟာကျွန်တော်တို့ချင်းပြည်နယ်ရအသုံးခမန်းချီငွေစင်းမှာပြည်နယ်လွှတ်တော်ရဲ့အတည်ပြုချက်ဖြင့်ပြည်ထောင်စုဘဏ္ဍာရေးကော်မရှင်တို့ပေးဖို့ဖြစ်ပါသဖြင့်ယခုမင်းထားသောလုပ်ငန်းအတွက်ကုန်ကြမဲ့ရန်ပုံငွေကျပ်တန်း89တန်းဒသမ89ဒသမ2တန်း2021ဘဏ္ဍာရေးနှစ် RE သို့မဟုတ် GRF တွင်တောင်းခံပြီးခွင့်ပြုခွင့်ရရှိပါကဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနဲ့ RE နဲ့ GRF ကြံပုံငွေမရရှိပါက2021-22ဘဏ္ဍာရေးတွင်ကြံပုံငွေတောင်းခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြေကြားအပ်ပါတယ်နောက်မိဖြစ်တဲ့ခန္ဓာမှုနဲ့ဒီစက်ကပြီးတော့ကလေက50ခန့်ရေသွေးမြောင်းနမိုင်ခန့်ကိုနေပေးနိုင်ရာရှိမရှိဆိုတဲ့မိခွန်းနဲ့ပတ်သက်ပြီးတော့ဖြေကြားခဲ့သလိုပဲ2020-21ဘဏ္ဍာရေးနဲ့ချင်းပြည်နယ်အရသုံးခမန်းကျင်ငွေစင်းမှာပြည်နယ်လွှတ်တော်တည်ပြုချက်နဲ့ပြည်ထောင်စုကော်မရှင်တို့တင်ပြပေးပို့ထားပြီးဖြစ်တဲ့အတွက်ရင်းကုန်ကြမယ်ကျပ်တန်း602020-21ဘဏ္ဍာရေးနဲ့ RE တို့မဟုတ် GRF မှာတောင်းခံပြီးတော့ခွင့်ပြုချက်ရရှိပါကဆောင်ရွက်သွင်းမယ်ဖြစ်ကြောင်းနဲ့ RE GRF မှာရန်ပုံငွေမရရှိပါက2020-2021-2022ဘဏ္ဍာရေးနှစ်မှာရန်ပုံငွေတောင်းခံပြီးဆောင်ရွက်ပေးသွင်းမယ်ဖြစ်ကြောင်းဖြေကြားအပ်ပါတယ်နောက်ဆုံးဒီကွန်ပျူတာအမတ်သုံးကုမင်းဒေတာရေယာမီဖော်ထုတ်ရေးစီမံကိန်းအနေဖြင့်ချင်းပြည်နယ်အတွင်းဒေတာဝန်ဆောင်ဖူလုံမျိုးအတွက်ထောက်ကူပြုစီမဲ့စိုက်ပျိုးမြေကုမင်းလေယာများကိုနှစ်စဉ်ဘဏ္ဍာရေးနဲ့လိုက်ရန်ငွေရထားပြီးအကောင့်ထဲပေါ်ဆောင်ရွက်ရရှိပါတယ်လွှတ်တော်ကိုယ်စားလှယ်တင်ပြပါထန်တံမြို့နယ်နရိန်မြို့အမတ်1နယ်မြေပတ်ဝန်းကျင်တွင်ဒုဖော်လိုသောမီနီယာအမတ်3ကုန်းမြင့်ဒေသလေယာဖော်ထုတ်ရေးစီမံကိန်းရုံး၏တာဝန်ရှိသူများ23လ2020ရက်နေ့တွင်ကွင်းစင်စစ်ဆေးခဲ့ပါတယ်ကွင်းစင်စစ်ဆေးတွေ့ရှိချက်အရအဆိုပါနယ်မြေမှာအိမ်ထောင်160လူကြီး1500ဦးရှိပြီးတော့လက်ရှိရွှေ့ပြောင်းတောင်ရာစနစ်ဖြင့်ပြောင်းဖိုးနဲ့ဝါဥတိနာများစိုက်ပျိုးလောက်ကင်နေရှိပါတယ်အဆိုပါနယ်မြေဒေသခံတောင်သူများဖော်ထုတ်လို့တဲ့မီနီယာမှာနရိန်အမတ်1ရက်ွက်မြောက်ဘက်နမိုင်ခန့်ဝေတော်နရိန်ထံအောကြည့်ရွာဆက်လမ်းဘေးနေရာဖြစ်ပြီးတော့ဖော်ထုတ်မဲ့လောက်ကွက်နေရာမြားဖြစ်ဂျာဖွာလောက်ကွက်ဟိုတလဲလောက်ကွက်ထံအောလမ်းခွဲလောက်ကွက်နဲ့တိပီလောက်ကွက်ဟူ၍ကွင်းမီနေရာ၄နေရာ၄ကွင်းရှိပါတယ်အဆိုပါကွင်းများတို့ကွင်းအဝေးလမ်းဖောက်ရမလို့ပဲဇန်ဒီယာများလွယ်ကူစွာ
လောက်ကွယ်နိုင်မည်ဖြစ်ပြီးတော့ခမန်းတောင်ဆောင်ဒီဂရီ25ဒီဂရီမှ30ဒီဂရီကြာရှိပြီးကွင်းနေရတဲ့ကုန်းမြင့်လေယာ60ဧကပေါ်ထုတ်ရရှိနိုင်မယ်ဖြစ်ပါတယ်ဇာဟာတွေးချောင်းမှာစိုက်ပျိုးရရှိနိုင်မယ်စိုက်ပျိုးရည်ရရှိနိုင်မယ်ဖြစ်ကြောင်းတွေ့ရှိပါတယ်အမှတ်3ဒေတာကုန်းမြင့်ဒေတာလေယာမီပေါ်ထုတ်ရေးစီမံကိန်းနေဖြင့်2020-21ဗန်နိုင်းတွင်ရာထားချက်တွင်မိခွန်းပါကြေးရွာပါဝင်မှုမရှိသေးပါသဖြင့်လက်တော်တွင်ဆောင်ရွက်ပေးရန်အစီအစဉ်မရှိပါကြောင်းနဲ့နောက်နှစ်များမှာဘာနာငွေတောင်းခံပြီးတော့ဘာနာငွေရရှိပုံပေါ်မှာမူတည်ပြီးတော့တင်တော်တဲ့ဘာနာရင်းနှစ်တွင်ကောင်းတဲ့ပေါ်ဆောင်ရွက်ရထားပြီးတော့မယ်ဖြစ်ကြောင်းတို့တော်ဥက္ကရာရဲ့အားဖြင့်ဖြေကြားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်